သမုဒ္ဒရာရဲ့အလယ်မှာစတင်ပြီးဖြစ်ပေါ်လာတဲ့ဆူနာမီလိုင်းတစ်ခုဟာညံဆန်တဲ့နှုံးသားတစ်ခုနဲ့တွားနေပေမဲ့ကျွန်တော်တို့မျက်စိနဲ့ဆိုရင်မတိတာနိုင်ပါဘူးဒီဆူနာမီလိုင်းဟာရေအသိမ်းပိုင်းကမ်းခြေဘက်ကိုရောက်တဲ့အချိန်ကြာမှအလွန်မြင့်မားတဲ့လိုင်းတစ်ခုအဖြစ်ကိုပြောင်းလဲသွားတာဖြစ်ပါတယ်ဒီအဆင့်မှာဖြစ်အားပြင်းတဲ့ဆူနာမီအဖြစ်ကိုရောက်ရှိလာတာဖြစ်ပါတယ်သမုဒ္ဒရာချမ်းပြင်ကကမ္ဘာကြောက်ပြားလွှာအချို့ဟာအနှဲငယ်စီလှုပ်ရှားနေကြပါတယ်ကမ္ဘာကြောက်ပြားလွှာတစ်ချက်ကအခြားကြောက်ပြားလွှာတစ်ချက်ရဲ့အောက်ကိုဆွဲဝင်သွားပါတယ်အဲ့ဒီအချိန်ကျရင်အပေါ်ဘက်မှာရှိတဲ့ကြောက်ပြားလွှာကတွင်းအားပြင်းပြင်းနဲ့အပေါ်ဘက်ကိုခုန်တက်လာရပါတယ်ပြထားတယ်လို့ပဲပင်လယ်ချမ်းပြင်အောက်မှာကြောက်လွှာနှစ်ချက်တွင်းအားကနေဖြစ်ပေါ်လာတဲ့စွမ်းအားတွေအကုန်လုံးကိုတခါတည်းတစ်ချိန်တည်းမှာလွှတ်ချလိုက်တယ်လို့ဖြစ်သွားပါတယ်ဒီလိုနဲ့ဆူနာမီလိုင်းကိုစတင်မွေးဖွားလိုက်တာဖြစ်ပါတယ်ကျွန်တော်တို့ကမ္ဘာပေါ်မှာရှိနေတဲ့ရေတွေအားလုံးကိုအာကာသထဲကိုထုံထွင်းပစ်တယ်ဆိုပါစို့ကမ္ဘာမြင့်နေပြင်ပေါ်ကအစိတ်ပိုင်းတွေကိုကွဲထွေးစွာတွေ့မြင်ရပါလိမ့်မယ်ဒီအပိုင်းတွေကို tectonic plates ကမ္ဘာကြောက်ပြားလွှာတွေလို့ခေါ်ပါတယ်ကမ္ဘာအတွင်းပိုင်းကကြောက်ရည်ဘူးတွေကအပူရှိန်ကြောင့်စစ်တိုက်လဲပတ်နေပါတယ်ဒီအပေါ်မှာပဲကမ္ဘာကြောက်ပြားလွှာတွေကရေခဲလိုမျောနေရတာပါဒီကြောက်ရည်ဘူးတွေကအစစ်မပြတ်လှုပ်ရှားနေတာကြောင့်ကမ္ဘာကြောက်ပြားလွှာတွေလည်းအစစ်မပြတ်လှုပ်ရှားနေရတာပါဒီဟာကိုတစ်ချက်ကြည့်ပါကမ္ဘာကြောက်ပြားလွှာနှစ်ချက်ကအောက်ကကြောက်ရည်ဘူးတွေလှုပ်ရှားမှုကြောင့်တစ်ဖက်နဲ့တစ်ဖက်ဆက်ကျင်ဘက်ကိုတွားနေပါတယ်အာဖရိကတိုက်ကိုကွဲထွေးစေခဲ့တဲ့ဖြစ်စဉ်ကလည်းဒီဖြစ်စဉ်ကြောင့်ဖြစ်ပါတယ်ဒါပေမဲ့မျက်နှာချင်းဆိုင်လှုပ်ရှားနေတဲ့ကြောက်ပြားလွှာတွေကြတော့ကမ္ဘာပေါ်ကတောင်တန်းတွေမီးတောင်တွေသမုဒ္ဒရာ6နှစ်ကြီးတွေကိုဖန်တီးပေးနေတာဖြစ်ပါတယ်ဒါကြောင့်ကမ္ဘာပေါ်ကတောင်တန်းတွေ6နှစ်ကြီးတွေမီးတောင်တွေဟာဒီလိုဖြစ်စဉ်ကြောင့်ဖြစ်ပေါ်လာရတာဖြစ်ပါတယ်စိတ်ဝင်စားဖို့ကောင်းတဲ့လေ့လာချက်တစ်ခုကကမ္ဘာပေါ်ကငလျင်ဖြစ်ပေါ်တဲ့နေရာတွေအားလုံးဟာ tectonic plate နှစ်ခုတွဲဆုံတဲ့နေရာတွေနဲ့ကိုက်ညီနေတယ်ဆိုတာပါဒါကြောင့်ကမ္ဘာပေါ်မှာဖြစ်ပေါ်နေတဲ့ငလျင်တွေဆိုတာလည်း tectonic plate ကမ္ဘာကြောက်ပြားလွှာတွေတွဲဆုံတာကနေဖြစ်ပေါ်လာရတာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုဖြစ်စဉ်ကပင်လယ်ချမ်းပြင်မှာဖြစ်ပေါ်လို့ဆိုရင်ဆူနာမီလိုင်းတွေကိုဖြစ်ပေါ်စေတော့မှာဖြစ်ပါတယ်ဒီလိုကမ္ဘာကြောက်ပြားလွှာနှစ်ချက်ကအချိန်ကာလတစ်ခုအထိအပြန်အလှန်တွင်းကန်နေကြတဲ့အခါမှာအပေါ်ဘက်မှာရှိတဲ့ကြောက်ပြားလွှာရဲ့ခုံးအတွင်းမှာစွမ်းအားတွေအများကြီးတိုးလောင်ထားခဲ့ပါတယ်ခုံးကမြင့်လာလေစွမ်းအားတိုးလောင်ထားမှုကလည်းပိုကြီးလာလေဖြစ်လာပါတယ်ဒီအခုံးတွေတဖြည်းဖြည်းကြီးထွားလာမှုကသမုဒ္ဒရာထဲမှာကြီးမားတဲ့6နှစ်ကြီးတွေကိုဖြစ်ပေါ်စေပါတယ်ပစိဖိတ်သမုဒ္ဒရာထဲမှာဖြစ်ပေါ်နေတဲ့6နှစ်ကြီးတွေကလည်းဒီဖြစ်စဉ်ကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါတယ်ဒီလိုစွမ်းအင်တိုးလောင်ခုံးတက်လာမှုကဘလောက်ကြာဆစ်ဖြစ်မလဲပြီးရင်ဘလောက်ကြာတောင့်ခံနိုင်ပါလဲအချိန်ကြာလာတဲ့တနေ့ကြာရင်တော့ဒီဟာတွေဟာရုတ်တရက်ပေါက်ထွက်လာတော့မှာမဟုတ်ဘူးလားဒါပေမဲ့အရန်ကြီးစိတ်ပူနေဖို့မလိုပါဘူးအချို့ကြောက်ပြားလွှာအခုံးတွေကြတော့ရာစုနှစ်ပေါင်းများစွာအထိစွမ်းအင်ကိုထိမ့်သိမ်းထားနိုင်ပါတယ်အချို့ဇုံတွေမှာကြတော့ဒီလိုစွမ်းအင်တွေကိုဖြည်းဖြည်းချင်းနဲ့လွှတ်ထုတ်ပေးနေပါတယ်ဒီလိုစွမ်းအင်တွေကိုဖြည်းဖြည်းလွှတ်ထုတ်ပေးနေတဲ့ဖြစ်စဉ်တွေကဆူနာမီလိုင်းတွေကိုမဖြစ်စေပါဘူးဒါပေမဲ့ဂျပန်6နှစ်သွင်းပီယူချီလီမှာရှိတဲ့6နှစ်သွင်းဒီလိုမျိုးနေရာတွေမှာကြတော့စွမ်းအင်တွေကိုတစ်စက္ကန့်အတွင်းမှာလွှတ်ထုတ်တတ်ပါတယ်ဒီလိုဆိုရင်တော့မလွဲမသွေဆူနာမီဖြစ်ပေါ်တော့မှာဖြစ်ပါတယ်ဒီလိုလိုင်းတွေကတနာရီကိုကီလိုမီတာ200နှုန်းနဲ့သွားနေပေမဲ့လိုင်းအမြင့်ကနှိမ့်တာမို့လို့တိတ်ပြီးမတိတာပါဘူးဆူနာမီလိုင်းရဲ့အမြင့်ဟာများသောအားဖြင့် 0.5 မီတာထက်နည်းပေမဲ့လိုင်းအလျားကတော့ကီလိုမီတာရာနဲ့ချီပြီးရှည်လျားပါတယ်ကမ်းခြေအနီးကိုရောက်လာတဲ့အချိန်ကျရင်တော့အခြေအနေတွေကပြောင်းလဲသွားတော့မှာပါရေအနစ်ရောက်လာတဲ့အခါမှာဆူနာမီလိုင်းကဘာကြောင့်မြင့်နေရတာလဲတစ်ချက်လောက်ဖြေကြည့်ပါလားဘယ်လိုဖြေခဲ့လဲတော့မသိဘူးစိတ်ဝင်စားဖို့တော့ကောင်းပါပါဆူနာမီလိုင်းကကမ်းခြေကိုနီးကပ်လာတဲ့အခါမှာလိုင်းရဲ့အမြန်နှုန်းကအလွန်ကိုလျော့သွားပါတယ်လိုင်းရဲ့အမြန်နှုန်းကနှေးလာပေမဲ့လိုင်းထဲမှာပါဝင်တဲ့စွမ်းအင်တွေကမပြောက်သွားပါဘူးဒါကြောင့်စွမ်းအင်ကိုထိမ့်သိမ်းဖို့အတွက်လိုင်းရဲ့အရှည်ကပိုပြီးတိုးလာရပါတယ်ဒီစွမ်းအင်တည်ရောက်မှုကပဲရေသိမ်းပိုင်းကမ်းခြေဒေသတွေမှာလိုင်းအမြင့်ကိုပိုပြီးကြီးထွားစေခဲ့တာဖြစ်ပါတယ်2004ခုနှစ်မှာအိန္ဒိယသမုဒ္ဒရာအတွင်းမှာဖြစ်ပွားခဲ့တဲ့ဆူနာမီဟာဆိုရင်လူသားတွေကြုံခဲ့ဘူးတဲ့မြဆူနာမီတွေထဲမှာအပြစ်အစီးအများဆုံးနဲ့အဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်။လိုင်းအမြင့်မီတာ30ကျော်ရှိပြီးလူပေါင်း3,400,000ကျော်လောက်ကိုတေဆုံးစေခဲ့တာပါ။
ဒီဆူနာမီဟာအင်ဒိုနီးရှားဆူမတာအနီးမှာရှိတဲ့ပင်လယ်အောက်ကျမ်းပြင်မှာဖြစ်ပေါ်ခဲ့တဲ့ကြီးမားတဲ့ငလျင်လှုပ်ရှားမှုကြောင့်ဖြစ်ပါတယ်ဒီငလျင်ဟာ Richter scale 9.1 ကနေ 9.3 ထိရှိခဲ့ပြီးအလွန်ကိုပြင်းထန်ခဲ့တာပါဒီဆူမတ်ထရာတနေရာထဲမှာပဲလူပေါင်း3သိန်းကျော်သေဆုံးသွားခဲ့ပါတယ်ဒီငလျင်ဟာအိန္ဒိယကြောက်ပြားလွှာကမြန်မာကြောက်ပြားလွှာရဲ့အောက်ချက်ကိုတိုးဝင်သွားရင်းနဲ့ရုတ်တရက်ပေါက်ထွက်လာပြီးဖြစ်ပွားခဲ့တာဖြစ်ပါတယ်ဒီကြောက်ပြားလွှာကနေထုတ်လွှင့်ခဲ့တဲ့စွမ်းအင်ဟာဆိုရင်ဟီရိုရှီးမားမြို့ကိုဘုံကျဲခဲ့တဲ့အတန်ဘုံ2300ဆနဲ့ညီမျှနေတာဖြစ်ပါတယ်ဒီရုတ်တရက်လှုပ်ရှားမှုကရေအများကြီးကိုရွှေ့ပြောင်းသွားစေတာမို့လို့ပင်လယ်တစ်လျှောက်ကြီးမားတဲ့လိုင်းလုံးကြီးတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်အချို့နေရာတွေမှာလိုင်းအမြင့်မီတာ30ထိတောင်ရှိခဲ့ပါတယ်ဒီလိုင်းတွေကအရန်ကိုမြန်ဆန်ပါတယ်တနာရီကိုကီလိုမီတာ800လောက်ထိတောင်တွားနိုင်ခဲ့ပါတယ်ငလင်ပိုကြီးနီးတဲ့အင်ဒိုနီးရှားလိုနေရာမျိုးတွေမှာမိနစ်အနည်းငယ်အတွင်းမှာပဲထိခိုက်မှုတွေဖြစ်ပွားစေခဲ့ပါတယ်အိန္ဒိယအာဖရိကတို့လိုဝေးတဲ့နေရာတွေကြတော့နာရီကြာမှထိခိုက်မှုတွေကိုဖြစ်ပွားစေခဲ့ပါတယ်ဒါကြောင့်ပင်လယ်အောက်ကငလျင်တွေကဆူနာမီကိုဖြစ်စေတဲ့အဓိကအကြောင်းအရင်းပဲဖြစ်ပါတယ်အနာဂတ်မှာဆူနာမီတွေကိုတားဆီးနိုင်မယ်လို့ထင်ပါသလားဂျပန်နိုင်ငံကတော့တားဆီးနိုင်မယ်လို့ယုံကြည်နေပါတယ်2011ခုနှစ်ဂျပန်နိုင်ငံမှာငလျင်နဲ့ဆူနာမီတွေဖြစ်ပွားပြီးတဲ့နောက်မှာကမ်းရိုးတန်းတစ်လျှောက်400ကီလိုမီတာကျော်ရှည်လျားတဲ့ဆူနာမီကာတတိုင်းတွေကိုတည်ဆောက်ခဲ့ကြပါတယ်ဆူနာမီလိုင်းလုံးကြီးတွေရဲ့တက်ရောက်မှုကိုလျှော့ချဖို့တတိုင်းရဲ့အမြင့်ကို15မီတာအထိတောင်မှမြင့်ဆောက်ခဲ့ကြတာပါ2011ခုနှစ်ဆူနာမီမတိုင်ခင်အထိတော့ဒီတတိုင်းတွေရဲ့အမြင့်ဟာ9မီတာကနေ10မီတာအတွင်းပဲရှိခဲ့တာပါကံမကောင်းစွာနဲ့ပဲ2011ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ဆူနာမီလိုင်းလုံးတွေကမီတာ15မီတာအထိတောင်မှမြင့်တက်ခဲ့တာပါဒီလိုနဲ့ဂျပန်နိုင်ငံရဲ့ဆူနာမီကာတတိုင်းတွေဟာလွယ်ကူစွာပဲခြေမုံခြင်းကိုခံလိုက်ရပါတယ်2011ခုနှစ်နောက်ပိုင်းအသစ်ပြန်လည်မွေးမှန်တည်ဆောက်လိုက်တဲ့15မီတာအမြင့်ရှိတဲ့ကီလိုမီတာ400ကမ်းရိုးတန်းတစ်လျှောက်ကဆူနာမီကာတတိုင်းတွေကရောအနာဂတ်မှာဖြစ်ပေါ်လာမဲ့ဂျပန်နိုင်ငံကဆူနာမီတွေကိုဘယ်လောက်ထိတားဆီးကာကွယ်ပေးနိုင်မလဲဂျပန်နိုင်ငံလိုနည်းပညာမြင့်မားတဲ့နိုင်ငံကတောင်ဆူနာမီအမြင့်ခံမှန်းတာမှားနိုင်ခဲ့ရင်အခြားနိုင်ငံတွေကရောဘယ်လိုဖြစ်မလဲဒီလိုမျိုးဗီဒီယိုအကြောင်းအရာတွေကိုစစ်ပြီးလေ့လာနိုင်ဖို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးခေါင်းလုံးလေးနှိပ်ထားပေးခဲ့ဖို့ဒီနေရာကနေတောင်းဆိုချင်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်လို့မေးမြန်းစရာများရှိရင်လည်းမေးမြန်းထားခဲ့နိုင်တယ်လို့နောက်တစ်ပတ်မှာပြုလုပ်မယ်ဗီဒီယိုတွေလည်းပဲအကြံပြုပြောဆိုထားခဲ့နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်